ကဲဒီမှာလျှက်စီးတော်တော်ကြီးလက်နေပါတယ်အဲ့လီလာပြတာပါပြီးတော့မနေ့ကညငလင်လဲလှုပ်သွားသေးတယ်နော်တိကြလားတော့မသိဘူးဒီရန်ကုန်ရန်ကုန်မြို့ထဲမှာပဲဘီနာမှာလှုပ်တာလဲတော့မသိဘူးကီတို့ဘက်မှာတော့နည်းနည်းလှုပ်သွားသေးတယ်သူကရင်းဒီလိုပေါ့အိုးတော်တော်ကြီးလက်နေဟိုနေ့တွေ့လိုက်လားလင်းထိန်သွားတာလေတိမ်နေတော့မြင်ရတယ်အိုးတော်တော်ကြီးများတယ်ရတိဥတုအချင်းနေမကောင်းကီအဲ့ဒီ subscriber 60 subscriber 50 subscriber မရှိလို့ကီမှာ50 subscriber ရှိလို့ရှိရင်ကီရဲ့ပရိသတ်ကြီးတွေကိုsubscribe လုပ်ထားတဲ့လူတွေကလူတွေလေသူတို့ကြည့်လို့ရတယ်သူပဲဖြစ်ဖြစ်ကြည့်လို့ရတယ် live ဆိုရင်လေအဲ့ဒါကီက50အယောက်50မပြည့်သေးလို့အဲ့နေတော့ကီတို့တိုင်ပတ်တာည7နာရီမှကီတို့အပေါ်ပြတ်တက်တာတော်တော်ကြီးလက်နေရောကီရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ပေးပါဦးနော်တကယ်လို့အဲ့လိုမလင်းပိုင်းလုပ်လို့ရှိရင်ကီlive လွှင့်ပြီးတော့ပြပေးလို့ရတယ်ဟောရပါတယ်နော်အဲ့ကြောင့်မလို့ live subscribe လုပ်ခိုင်းပါနော် subscribe လုပ်ခိုင်းတာပါနော်ခုနကတွေးလိုက်လားလုံးဝလေမီးထိုးလိုက်လို့ဖောင်းဆိုလင်းချပလိုက်တာတော်တော်မားတယ်တော်တော်ကြီးများတယ်ဟောအဲ့ညာကြတော့ပြီးတော့လျှက်စီးတော့ရှောက်လက်တယ်တက်လားဒါပေမဲ့လေ तू လုံးဝမိုးမရွာလုံးဝမိုးမရွာဘူး rainy လုံးဝမိုးမရွာပဲနဲ့လျှက်စီးလက်နာဘာရာဒီဥတူလဲတော့မသိဘူးမိုးတော့မရွာဘူးလျှက်စီးတော့တောက်ရှောက်လက်နေလျှက်စီးတယ်မနေ့ကတည်းကလက်နေတာအဲ့ဒါခေပြလာတော်တော်များတယ်ပါများပါတယ်မနေ့တော့လေငလင်းလောက်တာခဏအဖေကိုပြန်မကြည့်လိုက်အောင်ဘီနားမှလှုပ်တာလေကီတိတ်မခေါ်တတ်ဘူးဒီနဲ့စတာပဲရန်တွေ့လိုက်လားလင်းထိန်သွားပဲအေးယိုကီအဖေကိုသွားမေးရတယ်သူလည်းမသိတော့ဘူးတဲ့တရက်ပဲလို့ရှိသေးတယ်ဒါပေမဲ့မသိတော့ဘူးတဲ့အဲ့ဒီချိန်မှာလေကီလေသူ့သွားမေးတဲ့အချိန်မှာမသိဘူးဆိုပြီးပြောလိုက်တဲ့အချိန်မှာလေအဲ့ဒီဟိုးအရှိအဲ့ညာဟိုးအရှိပိုင်းအဲ့အရှိပိုင်းအောက်ကိုလေလျှက်စီးပြောရမယ်ဆိုလျှက်စီးကျသွားတာအဲ့လိုပြောရမယ်ဆိုရင်ပေါ့ဒါကမိုးကြိုးပဲထားရတော့မိုးကြိုးပြစ်တာပေါ့အပေါ်ကနေဖူးဆိုကြလာဟိုးအနောက်ကိုဟိုးအောက်နော်ဒီအောက်မဟုတ်ဟိုးအောက်အဲ့ဒီအောက်ကိုမိုးကြိုးဖုံးဆိုကြလာအဲ့လိုအယောင်ကြီးတော်များတယ်ကြလာတယ်ရဟိုဘက်တွေလဲလင်းနေပေါ့နော်အဲ့ဒါလာပြောပြရပါဒီနေ့တော့ပါပဲဘိုင်ကီနောက်နေ့ကြလို့ရှိရင်လည်းအထူးဆန်းလေးဖြစ်လို့ရှိရင်ကီထပ်တင်ပေးပါမယ်နော်ကီကအဲ့လိုအထူးဆန်းလေးတွေရိုက်ပြီးတော့တင်ပေးရကြိုက်လို့လေဒီနေ့တော့ပါပဲဘိုင်နောက်နေ့မှပြန်ဆုံးကြမယ်နော်